G-Sky IB ငါတို့ငယ်ငယ်တော့ဖြတ်သန်းခဲ့တဲ့ကျောင်းသားဘဝမှာငါတို့တတိမထားမိလိုက်တာဘာတွေရှိလဲဆိုတော့ပြမယ်ရာရာကိုရှူတာဆိုတွေ့တော့ပြီးတခါတလေဆိုညစ်ပတ်တဲ့ဒီတငယ်ချင်းများနဲ့စာသင်ဘူးတဲ့ငါတို့ရဲ့ဘဝလိုရွေးချယ်ဝါစိတ်နီးပြသိငွေကြတယ်ရက်ဆွဲကထိုင်ထားလို့ရင်ဆောင်ရလို့မိုက်ကောက်ဘူးတဲ့ကျောင်းသွားဖို့ကျောင်းဖို့အိတ်ကိုပြင်ကားဖို့ကျောင်းတစ်စိတ်ကိုလက်ရဖက်ကြည့်ရင်မှတို့ပြီးကျောင်းတဲ့ဝင်လာတော့သူနဲ့တန်းဘဝအရွယ်ပညာတွေကိုသင်တာပြုဘုံစားစင်းပြီးဆိုပဲထွက်ကစားမဲ့တခါတလေကျောင်းတဲ့တဲ့ချက်ပေါ်မလဲသိမလွယ်ဘူးကျောင်းစီကရှယ်ချက်ထားတဲ့ဒီအရွယ်ကမူလာတဲ့ငယ်နဲ့အစအရွယ်ဘဝအကြီးပြင်းလာစတဲ့များလေးတန်းအောင်တော့ငါတဲ့ခါမပစုပတ်စမ်းဟာအပြစ်တစ်လုံးခုံမတဲ့လက်ဆန်တန်းတာစီယာမကရိုက်တော့နာဖေးမရှိုးရချက်စမ်းပါပစုကချက်ပြုတ်ဖို့ထွက်တဲ့တလားငယ်ငယ်ကကျောင်းသားဘဝချက်လွမ်းရမင်းကလေးဆိုတာဖက်နန်းရတယ်လို့ဒီအချိန်မှာလက်မထောင်းလိုက်ပြီးကျောင်းတော့ကောင်းလေချက်တက်ကွာအပြူအစိမ့်တူဝစ်စာခိုးချခဲ့ကျောင်းစင်ရင်လေအိမ်တမ်းမပြန်ဘောလုံးရပတ်ကန်သူကိန်းရစောပြန်ဆွေမျိုးတဲ့ပိုကောင်းတဲ့ငယ်ချင်းတွေကိုလွှမ်းနေရှိတော့ကတော့တကယ်မသိခဲ့လုံးဝခွဲခွာသွားပြီးဆိုမှတန်ရုံစင်ချွတ်တွေ့မိခဲ့တငယ်ချင်းတွေများဖဲတိမတဲ့တယောက်နဲ့တယောက်လမ်းမှာတွေ့စာချလုံးချက်ဖဲရှိမလဲမိုးလင်းပြီးဆိုကြောင်းပေါ်သွားနာမည်ကိုအစင်လိုက်စီစာမသိငယ် round ခေါ်ချမတည့်ရဲ့လက်ပိုက်ကောင်းပေါ်ချအခုတော့တက်တာပြပြီးထွက်ခွာလာပြီးကြောင်းတော့ကအပြင်တော့ကဝင်လာရမျက်နှာဖုံးတွေအုပ်ပြုံးရည်ဟန်ဆောင်မှုတွေစင်လာချကြောက်စရာချင်းနာပြကလေးလုံးမနှွတ်ထွေဘူးဝေအတွက်လူကြီးစိတ်တွေဝင်လာချထားပါစိတ်နှလုံးမဖြူအောင်ချတချို့ကကြောင်းပြီးတအိုးတိမ်ထူတောင်ချတချို့ကဦးကြောင်ချတချို့ကလူကောင်ထွက်ပြန်တွေ့မဲ့တငယ်ချင်းတွေမြဲဆုံမှုစုကြောင်ချရာရာကိုရှူတာဆိုတွေ့တော့ပြီးတခါတလေဆိုညစ်ပတ်တဲ့ဒီတငယ်ချင်းများနဲ့စာသင်ဘူးတဲ့ထားလိုက်ပါအချက်ကိုတွေ့ရကြည့်တာနဲ့မျက်ရည်ကပါမိဖို့ဖြတ်တန်းရစီလာတဲ့တဲ့ရက်တွေတိတာပဲနှိမ့်ဆက်နေမိကြပဲငါတို့ရဲ့ရှင်ပတ်ထဲမှာအိမ်မက်တွေရှိတာပဲအတူတူရီမောခဲ့အတူတူရံဖြစ်ခဲ့နိုင်ငံတော်ချင်းတန်ပြိုင်တီဆိုတယောက်တစ်ပေါင်းနဲ့စာချက်ဖူးတဲ့ချိန်ချာနှုတ်ဆက်တဲ့ဆရာမကြောင့်မအိတ်ထဲဝမ်းနေမှုတွေပြည့်ထည့်ပြီးတော့ကောင်းမတက်တာပြဒီလိုမျိုးကြောင်းသားဘဝအောင်ငါတို့အသက်ကြီးတာလို့ပြန်လို့ချင်းတော့မရတော့ကြောင်းသားဘဝ